ဖရီယာကအဲ့ဒီထဲမှာအစိတ်ပါနေတယ်လို့မထင်ပါဘူးလီစစ်ရဲ့မျိုးသားတဲ့ရည်ရွယ်ချက်ကိုတန်တရားဝင်နေတာပဲရှိတာကျွန်တော်ကတော့သူတို့နှစ်ယောက်ရဲ့ကစားပွဲလေးထဲမှာကြားညက်သွားတဲ့နေရုပ်တရုပ်ဖြစ်သွားတာပေါ့ကျွန်တော်လည်းတုံရင်နေတဲ့လက်ကိုဆန့်ထုတ်လိုက်ပြီးပကံလုံးကိုမတိမိခင်စက္ကန့်ပိုင်းလိုမှာပဲဟန်ဆောင်ပြီးခြေချော်လဲချလိုက်တော့တယ်ဝိုးလို့ကျွန်တော်អော်လိုက်ရင်ဟန်ချက်လုံးဝပြတ်သွားတယ်လို့မျိုးရှေ့ကိုလဲကျသွားခဲ့တယ်ပကံလုံးကလီစစ်ရဲ့လက်ချောင်းတွေကြားထဲကရှော့ကျသွားပြီးမဲ့အောက်ကိုပြုတ်မကျပဲအလွန်ညင်ညင်ညောင်းညောင်းလေးရှိနေခဲ့တယ်လီစစ်ကသူ့လက်ကောက်ဝတ်ကိုဖြတ်ကနေလှည့်လိုက်တော့ပကံလုံးကသူ့လက်ထဲမှာပဲလုံးဝညင်ညင်လေးရှိနေပြန်ရောကျွန်တော်ခေါင်းကစပွဲတောင်းနဲ့အချိန်ပြင်းပြင်းစောင့်မိသွားပြီးအမြင်တွေပြုံးကနေမှောင်တိကျကမျက်စိထဲမှာကျယ်တွေလွင့်သွားတယ်လို့ဖြစ်သွားတယ်ကျမ်းပြင်ပေါ်မှာလဲနေရင်းနဲ့နဖူးကနေနှွေးခနဲ့အရေးတွေစီးကျလာတာခံစားမိပြီးကဘာကြီးတစ်ခုလုံးခြားခြားလဲပက်နေတယ်လို့ခံစားလိုက်ရတယ်လီစစ်ကကျမ်းပြင်ပေါ်ကကျွန်တော်ကိုတန်တရားပြည့်နဲ့စိုက်ကြည့်နေတယ်ဟွန်းနင်ကတကယ်ကိုလင်တာပဲဖရီယာကတော့ကျွန်တော်စီကစီးကျလာတဲ့သွေးတွေကိုစိုက်ကြည့်နေခဲ့တယ်အစီကံတယောက်ချေချော်လဲတာကပုံမှန်ပဲဆိုပေမဲ့အချိန်ကိုက်ဖြစ်သွားပုံကတိုက်ဆိုင်လုံးပြီးချုံးမွေလုံးနေတယ်လို့သူတွေးနေမိတာလီစစ်ကပကံလုံးကိုဖရီယာဘက်ထပ်တုံးပေးလိုက်တယ်ကဲသူကတောက်ဖို့အရန်ကြောက်နေမှတော့နေမဲတောက်လိုက်တော့ဖရီယာကရုတ်တရက်ပဲပြတ်သားတဲ့အမူအရာနဲ့ပြုံးလိုက်တယ်ကောင်းပြီလေသူမကပကံလုံးကိုကောက်ကင်ပြီးတစ်ကြိုက်ထဲမောတောက်ချလိုက်တော့လီစစ်မှာအော်တုံလုပ်ပြီးငေးကြည့်နေမိတယ်ဖရီယာကပကံလုံးကိုဖြည်းဖြည်းချင်းပြန်ချလိုက်ရင်အရသာတော်တော်ရှိသားပဲလို့ပြောလိုက်တယ်လီစစ်ကစေးအာနီတင်ပြလာမဲ့လက္ခဏာတွေကိုရှာတဲ့အလားဖရီယာမျက်နှာကိုစူးစူးဆိုက်ဆိုက်ကြည့်နေခဲ့တယ်ဒါပေမဲ့ဖရီယာကတော့အမြဲတမ်းလိုပဲအေးဆက်ဆက်နဲ့မာနထောင်လွှားဆဲပဲလုံးဝပုံမှန်တိုင်းပဲလေအဲ့ဒီနောက်မှာတော့လီစစ်ကခေါင်းကိုဖြတ်ခနဲ့လှည့်လိုက်ပြီးကျမ်းပြင်ပေါ်ကကျွန်တော်ကိုအစိပ်ပြင်းတဲ့ငွေတကောင်လိုစိမ့်စိမ့်ဝါးဝါးစိုက်ကြည့်တော့တယ်ကျွန်တော်ရင်ထဲပြုံးကနေထိတ်ကနေဖြစ်သွားပြီးသွားပါပြီကားလို့တွေးလိုက်မိတယ်လီစစ်ကကျွန်တော်ရှေ့ကိုချက်ချင်းပဲတယ်လီပို့လုပ်ပြီးရောက်လာပြီးကျွန်တော်ကိုလက်တစ်ဖက်ထဲနဲ့လေထဲမြောက်မလိုက်တဲ့သူကကျွန်တော်ကောင်ကဒဏ်ရာကိုစိုက်ကြည့်ရင်ဒဏ်ရာကအတော်မြန်မြန်ပျောက်သွားတာပဲနင့်ရဲ့သွေးငါအခုမှသဘောပေါက်သွားပြီးဖရီယာတောက်လိုက်တဲ့စွပ်ပြုတ်ထဲမှာနင့်ရဲ့သွေးတွေရောသွားလို့စေးအာနီတင်ကလုံးဝပြည့်သွားတာပဲကျွန်တော်ရဲ့သွေးကဓာတ်နဲ့ဖျားဇီယုံရဲ့သွေးလေးအဲ့ဒီသွေးထဲမှာစွမ်းအားတွေပိတ်လောင်ခံထားရတယ်ဆိုပေမဲ့ဓာတ်သမားကောင်တယောက်ရဲ့စင်ကြယ်တဲ့အနှစ်သာရစွမ်းရည်တွေကရှိနေစေပဲလီစစ်ကသူ့ရဲ့ညာလက်ကိုထက်မြက်တဲ့လက်သေးကုတ်ချစ်ကြီးတစ်ခုအဖြစ်ပြောင်းလဲလိုက်ပြီးကျွန်တော်ကိုတက်ပစ်ဖို့အသင်းဖြစ်နေတဲ့ပုံစံမျိုးလုပ်နေတယ်နေ့သွေးထဲမှာထူးဆန်းတာတစ်ခုခုရှိနေတယ်နင်ကတကယ်တော့ဘာကောင်းလဲဆိုတာငါကြည့်ရသေးတာပေါ့သူ့လက်ချောင်းထိပ်တွေကနေမကောင်းဆိုးဝါမှုံစွမ်းရည်တွေထွက်လာပြီးလေထဲမှာတွဲလောင်းဖြစ်နေတဲ့ကျွန်တော်နှလုံးသားစီဓာတ်ရိုက်ဥတီတိုက်ခိုက်လိုက်တယ်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားခဲ့ရတယ်အခုချက်ချင်းရက်လိုက်စမ်းဆေးလက်ပြကစာကြည့်ခန်းတကားဝမှာရုတ်တရက်ပေါ်လာပြီးပြင်းထန်တဲ့ငကားစွမ်းရည်တွေရောနေတဲ့အေးဆက်ဆက်ဓာတ်အော်ရစွမ်းရည်တွေနဲ့လီစစ်စီကိုဓာတ်ရိုက်မုတ်ထုတ်တိုက်ခိုက်လိုက်တယ်အဲ့ဒီပြင်းထန်တဲ့စွမ်းအားကြောင့်လီစစ်ကနောက်ကိုလွန့်ထွက်သွားပြီးကျွန်တော်ကိုလွတ်ချကနောက်ကိုတရင်တရိုင်နဲ့ဆုတ်ခွာသွားခဲ့ရတော့တယ်နင်တို့နှစ်ယောက်ဘာလုပ်နေကြတာလဲအမိုက်တစားအတွက်နဲ့ငါ့ကိုလာလူနေကြတာလားသူကအခုငါရဲ့တော်ဝင်ကိုရံတော်ဖြစ်သွားပြီးသူ့ကိုထိတာဟာငါ့ကိုစိန်ခေါ်တာပဲသူကငါလိုရှိတဲ့လူပဲသူတို့၃ယောက်ဟာစာကြည့်ခန်းထဲမှာတယောက်နဲ့တယောက်တင်းမာမှုတွေပြည့်နေအခြေတင်ဖြစ်နေကြတာကျွန်တော်ကတော့အလဲကချမ်းပြင်ပေါ်မှာလဲကျနေပြီးဟာရီကိန်းမုန်တိုင်းရဲ့ဗဟိုချက်ထဲရောက်နေတယ်လို့ခံစားနေရတယ်သူတို့ရဲ့တန်တရားတွေကိုလုံးဝပြတ်ပြတ်သားရှင်းနိုင်မယ့်အစီအစဉ်တစ်ခုခုကျွန်တော်မဖြစ်မနေစဉ်းစားရမယ်မဟုတ်ရင်တော့အနည်းနဲ့မြန်အသက်ခံရမှာတေးချတယ်ကျွန်တော်လည်းရုတ်တရက်အာယူပြီး track လိုက်ကလူတိုင်းအံ့အားတင်သွားတော့စပွဲပေါ်ကစားစရာဘူးကိုအတင်းလူလိုက်တယ်ပြီးတော့ခေါင်းပေါ်ပြီးကျန်တဲ့စွပ်ပြုတ်တွေကိုအငမ်းမရတောက်ချပစ်လိုက်တယ်ဘူးထဲမှာကျန်သမျှချစ်စေးအားလုံးကိုပါဇက်ထဲမှောက်ချလိုက်တာပေါ့ဗလာဖြစ်သွားတဲ့ဘူးကိုအားနဲ့လွှတ်ပစ်လိုက်ပြီးပါဇက်ကိုစုပ်ပြတ်တက်နေအောင်တုပ်လိုက်တယ်နင်းတည်ချင်နေတာလားခန္ဓာကိုယ်ထဲကလောင်မြိုက်နေတဲ့အပူချိန်ကိုအောက်ရဲပြီးကျွန်တော်နိုင်နိုင်ဆက်ဖြည်းဖြည်းပြုံးပြလိုက်တယ်အရှင်မတို့ခမရကျေးဇူးပြုပြီးမချကြပါနဲ့တော့သူတကယ်တောက်လိုက်တာပဲဒါကပမာဏအလွန်မင်းများလုံးနဲ့ရှေးဟောင်းသားရဲကြီးတစ်ကောင်တောင်မှချက်ချင်းပောက်ကွဲသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ပောက်ကွဲမသွားပဲခန္ဓာကိုယ်တစ်ခုလုံးပြုတ်ထားတဲ့ပစွန်လိုညီရဲလာတဲ့မျက်လုံးထဲမှာလည်းအတိစိတ်တွေလုံးဝမရှိတော့ပဲပြင်းထန်တဲ့ຢာကစိတ်ရိုင်းတွေပဲကျန်တော့တယ်ရင်သက်ရှူမောကွယ်လှပတဲ့မိန်းမလား၃ယောက်ရှိမှဆေးစွမ်းကအပြည့်အဝပြလာပြီးမုံတိုင်းတစ်ခုတိုက်တော့မဲ့အတိုင်းပဲကျွန်တော်မျက်လုံးထဲမှာအတိစိတ်တွေလုံးဝမရှိတော့ပဲပြင်းထန်တဲ့ຢာကစိတ်ရိုင်းတွေပဲကျန်တော့တယ်ကျွန်တော်ဟာ Agri Phone Channel လော့ချင်းချန်နဲ့ရင်ဝေရှုဆိုတဲ့အဲ့ဒီအမျိုးသမီး၃ယောက်ကိုစူးစူးဆိုက်ဆိုက်ကြည့်နေမိတယ်အေးဆက်တည်ငြိမ်နဲ့နတ်မိမဲ့လေးလော့ချင်းချန်ကမကြောက်တဲ့အပြင်စိတ်လှုပ်ရှားပြီးယူသွနေတဲ့ပုံစံနဲ့သူလုံးဝစိတ်လွတ်သွားပြီလို့ပြောတယ်စိတ်ဝင်စားဖို့ကောင်းတယ်ဒါတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဒီစွမ်းအားအောက်မှာလူသားတစ်ယောက်ဘာလုပ်နိုင်မလဲဆိုတာငါကြည့်ရသေးတာပေါ့ဖုန်းချန်နယ်ကမျက်မှောင်ကျုပ်ပြီးလူမသိသူမသိနောက်ကိုခြေတလန်းဆုပ်လိုက်တယ်သူမရဲ့ကာကွယ်ရေးငကားအရှိန်ဝါတွေပေါ်လာတာပေါ့ရင်ဝေရှုရဲ့ရှေးဟောင်းသားကလည်းတုံပြီးညီလာတယ်သူမကျွန်တော်ကိုတက်ချင်နေတာရှင်းနေတာပဲအကယ်၍ကျွန်တော်သာသူမစီခေါ်အုပ်ဖို့ရဲဝန်းလိုက်ရင်သူမကျွန်တော်ကိုဓာတ်နဲ့ပိုင်းပြစ်မှတေးချတယ်တွေးဝေးမနေတော့ပဲကျွန်တော်ဟာခန္ဓာကိုယ်ထဲကလောင်မြိုက်နေတဲ့ကာမစိတ်ကိုအတင်းဖိနှိပ်ပြီးကြံနေတဲ့နောက်ဆုံးအတိစိတ်လေးနဲ့ကိုထိန်းချုပ်လိုက်တယ်ပြီးတော့စာကြည့်ခန်းထဲကအထူးဆုံးရွှေရောင်နှလုံးကြီးကိုဥတီပြီးခေါင်းနဲ့စောင့်ကန်ပစ်လိုက်တဲ့ကြံသမျှအားရင်ကုန်တုံးလိုက်တာမို့ဥကောင်းခုန်ကွဲသွားတယ်လို့ခံစားလိုက်ရတယ်မြင်ကွင်းတွေအကုန်မှောင်တိကျသွားပြီးကျမ်းပြင်ပေါ်လဲကြကတတိလေးမင်းမျောသွားခဲ့ရတော့တယ်ကြံသမျှအားရင်ကုန်တုံးလိုက်တာမို့ဥကောင်းခုန်ကွဲသွားတယ်လို့ခံစားလိုက်ရတယ်မြင်ကွင်းတွေအကုန်မှောင်တိကျသွားပြီးကျမ်းပြင်ပေါ်လဲကြကတတိလေးမင်းမျောသွားခဲ့ရတော့တယ်ကျွန်တော်ဘယ်လောက်ကြာမေးသွားလဲမသိဘူးပြန်နိုးလာတဲ့အချိန်မှာကြီးမားပြီးအိဆက်နေတဲ့အဲ့ရတစ်ခုပေါ်ရောက်နေတာကိုတွေ့ရတယ်ဂရင်ဘေးမှာလူ၃ယောက်မတက်ရက်နေကြတယ်သူတို့ကတော့ဖုန်းချန်နယ်လော့ချင်းချင်းနဲ့ရွှေဝေရှုတို့ပေါ်ကျွန်တော်လူလဲထိုင်ဖို့စူးစမ်းလိုက်ပေမဲ့ခေါင်းတစ်ခုလုံးကွဲမတက်ကိုက်နေတယ်ကျွန်တော်ခေါင်းကိုဆိုင်းရဲနဲ့လုံးဝဝေခွဲမရဖြစ်ပြီးမေးလိုက်တယ်ကျွန်တော်ဘယ်ရောက်နေတာလဲဘာတွေဖြစ်ခဲ့တာလဲရင်ဝေရှုကလက်လန့်ပြီးကျွန်တော်ကိုပြန်လဲခိုင်းကမလုံးနဲ့နင်းရဲ့ဥကောင်းကုန်အပ်သွားပြီးစိတ်ဝိညာဉ်လဲတုံးလုံးသွားတယ်နင်းအနားယူဖို့လိုတယ်လို့ပြောလိုက်တယ်မင်းအနားယူဖို့လိုတယ်ငတုံးလေးရဲ့မနေ့ကမင်းဖုန်းရဲ့နန်းတော်ကြီးကိုတစ်ခုလုံးနှီးပါဖျက်ဆီးပြစ်မလို့ဖြစ်ခဲ့တာမမှတ်မိဘူးလားဟာတာပဲကျွန်တော်ဘရင်မကြီးရဲ့နန်းတော်ကိုဖျက်ဆီးမိတာတမင်လောက်တာမဟုတ်ပါဘူးပါအိုးကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါဘရင်မကြီးဖုန်းချန်နေကနောက်ဆုံးတော့နည်းနည်းပင်ပန်းနေတဲ့လေတန်းနဲ့စကားပြောလာတယ်တော်ပါတော့မင်းကလည်းခံရတဲ့သူပဲဟာငါမင်းကိုအပြစ်မတင်ပါဘူးနေကောင်းအောင်ပဲအာယုံစိုက်ပါတခင်မချင်းချင်းကရုတ်တရက်အနားတိုးလာပြီးကျွန်တော်ကိုဆက်စုတဲ့မျက်လုံးနဲ့ကြည့်တယ်မင်းရဲ့အားနေပုံရတဲ့ခန္ဓာကိုယ်ကအံ့ဩဖို့ကောင်းတော့အောင်တမန်သားပဲအဲ့ဒီဆေးတွေကိုအများကြီးတောက်လိုက်ရတာတော့အောက်ကွဲမထွက်သွားဘူးမင်းကတတိပဲလစ်သွားတာဒါကတကယ်ကိုအံ့ဩစရာပဲကျွန်တော်ကိုတက်တည်ပြဖို့အဲ့ဒီတိုင်ကြီးကိုဝင်တိုက်ပြီးတဲ့နောက်မှာတော့ကျွန်တော်ဘဝကအများကြီးပိုအဆင်ပြေသွားခဲ့တယ်
တယ်ဖုန်းချမ်းနေကကျွန်တော်ကိုမျက်စောင်းထိုးတာမျိုးမလုပ်တော့ပဲတကယ်ရဲမဲ့တယောက်လိုဆက်ဆံလာတယ်တခါတလေသူမစာရွက်စာတမ်းတွေဖတ်ရလို့ပြင်ပန်းလာရင်ကျွန်တော်ကိုပခုံးနှိပ်ခိုင်းတတ်တယ်ကျွန်တော်နှိပ်တာပြင်းသွားရင်ဖြစ်ဖြစ်ပြောသွားရင်ဖြစ်ဖြစ်သူမကချက်ချင်းအော်တက်ပေမဲ့အဲ့ဒါကပဲကျွန်တော်ကိုတကယ်စိတ်အေးစေခဲ့တယ်လူချင်းချုံကလည်းကျွန်တော်ကိုထပ်ပြီးစမ်းသပ်ဖို့မကြိုးစားတော့ဘူးသူမကကျွန်တော်ကိုစကားနဲ့ပဲစနောက်တက်တယ်တခါတလေကျွန်တော်မျက်နှာရှက်ပြီးညီရဲသွားတာကိုမြင်ရင်သူမကအားရပါရရဲတော့တာပဲသူမကကျွန်တော်ကိုတကယ်ကိုပြောစရာကစားစရာတခုလိုသဘောထားနေပုံရတယ်ရွှေဝေရွှေနဲ့ပတ်သက်ရင်တော့သူမကကျွန်တော်ကိုသူမရဲ့ channel မှာနေ့တိုင်းတမျက်စိလက်ခိုင်းတော့မဲဒါပေမဲ့သူမကျွန်တော်ကိုကြည့်တဲ့အကြည့်တွေထဲမှာကျွန်တော်နားမလည်နိုင်တဲ့နူးညံ့မှုမျိုးရှိနေတဲ့တခါတလေသူမဝါတော်ထဲမှာစောင်းတီးနေတတ်တယ်အဲ့ဒီဂီတတန်ကအရန်ကြီးကြံစံပြီးအဆုံးမရှိတဲ့တန်းတမှုတွေနဲ့ပြည့်နေနေခဲ့တယ်တခါတလေကြာရင်သူမကဝါတော်ထဲမှာထိုင်ပြီးစောင်းတီးနေတတ်တယ်အဲ့ဒီဂီတတန်စင်ကအဆုံးမဲ့လွှမ်းဆွမှုတွေနဲ့ပြည့်နေနေပြီးအရန်ကိုအထီးကျန်ဆန်တော့ပါတယ်သူမချန်ရှင်းကိုလွမ်းနေမှန်းကျွန်တော်သိပေမဲ့ဝရွက်ကြွေတွေကိုတိတ်တဆိတ်လေးရင်နားထောင်ကောင်းသူတယောက်ဖြစ်နေပဲကျွန်တော်ဝန်အာနူးဟာတိတ်မဝေးတဲ့နေရာမှာငြင်ငြင်လေးမတက်ရက်နေကြတာပေါ့သူတို့ရဲ့စုံစမ်းစစ်ဆေးမှုတွေကလည်းအဆင်ပြေချုံးမွေ့နေတာပဲဒါပေမဲ့ရလက်အားလုံးကအမှန်တရားတစ်ခုတည်းကိုပဲညွှန်ပြနေတယ်အဲ့ဒါကတော့ဓာတုတော်စင်ချန်ရှင်းဟာမိစ္ဆာအီကရစ်နဲ့အတူရိုးရိုးနံပါတ်လုံးဝအုပ်တုံပျက်စီးသွားခဲ့ပြီဆိုတာပါပဲဘလို့အမှားယွင်းချိုးရင်းချက်ကိုမှရှာမတွေ့နိုင်ခဲ့ဘူးလေသူတို့တွေလည်းချန်ရှင်းတကယ်ပဲတည်ဆုံသွားခဲ့ပြီဆိုတဲ့အဖြစ်မှန်ကိုဖြည်းဖြည်းချင်းလက်ခံလာနေကြပြီဆိုတာကျွန်တော်သိပါတယ်ဒါကသူတို့အတွက်တော့အရန်ကိုရက်ဆက်လုံးပေမဲ့သူတို့သာဆိတ်လျှော့ပြီးဒီလိုလူသူမနီးတဲ့နေရာကနေလုံးဝထွက်ခွာသွားကြမယ်ဆိုရင်ကျွန်တော်အတွက်တော့အကြီးကျယ်တက်တာရစီမှာပါဝန်အာနူးဖြစ်နေဖြတ်တန်းရမယ်ကျွန်တော်ရဲ့နေ့ရက်ကောင်းတွေပြန်ရောက်လာတော့မှလေဒါပေမဲ့ကျွန်တော်ကတော့အောက်ခြေလွတ်အောင်အပြည့်ကင်းလုံးခဲ့တာပေါ့တရက်မှာတော့ကျွန်တော်ဖုန်းချန်ရဲ့ဝင်းချန်ထဲမှာရှိနေခဲ့ပါတယ်နန်းတော်အပြင်ကနေတော်ဝင်ကိုရန်တော်အရာရှိတယောက်အပြေးလောဝင်ရောက်လာပြီးအရှင်မင်းကြီးကိုရှောက်တင်ပါတယ်ကောင်းကင်ပုံပြိုလဲခြင်းနယ်မြေမှာပုံမှန်မဟုတ်တဲ့ထူးဆန်းမှုတစ်ခုဖြစ်နေပါတယ်လို့သတင်းပို့လာပါတယ်ဖုန်းချန်ကသူမရဲ့စာကြည့်ခန်းထဲကနေရုတ်တရက်မတ်တက်ရက်လိုက်ပြီးအဲ့ဒါကဘာလဲလို့မေးလိုက်တာပေါ့ဒါနဲ့ဘုရားကိုဖောက်ခွဲဖျက်ဆီးခဲ့တဲ့ကောင်းကင်ပုံပြိုလဲခြင်းရဲ့အလဲဘိုတက်တဲ့မှာကြီးမားတဲ့ဟာတာနယ်မြေအကွဲကြောင်းကြီးတစ်ခုရုတ်တရက်ပေါ်လာပါတယ်အဲ့ဒီထဲကနေအလွန်တန့်စင်တဲ့တပါးသောလောကရဲ့မိစ္ဆာစွမ်းရည်တွေယိုစိမ့်ထွက်နေပါတယ်ဖုန်းချန်ရဲ့မျက်နှာပြတ်သွားပါတယ်တစုံတစ်ယောက်ကသူတို့၃ယောက်စလုံးကိုဟိုဘက်ဆွဲခေါ်ဖို့အတွက်မိစ္ဆာအီဂရီရဲ့စွမ်းရည်အတူကိုတမင်တကာဖန်တီးလိုက်တာပဲအားအကောင်းဆုံးအမျိုးသမီး၃ယောက်ကိုလှုပ်ကြံဖို့ဘသူကများဒီလောက်တတိတွေပြောင်းပြောင်းနေရတာလဲချက်ချင်းဆိုသလိုပဲကျွန်တော်စိတ်ထဲမှာအတွေးပေါင်းများစွာဖြစ်ပြေးသွားပြီးနောက်ဆုံးမှာတော့တန်တရားရှိသူတဦးရဲ့ပုံမှာပဲပုံတေချသွားပါတယ်အဲ့ဒါကတော့ဖန်တွန်ဖျားเจ้าဖန်တွန်ထပ်ဖို့ပါပဲဖန်တွန်ဖျားเจ้าဆိုတာတမိုင်းထဲမှာဖုံးကွယ်နေခဲ့တဲ့ရှေးဟောင်းဖွဲ့စည်းတစ်ခုဖြစ်ပါတယ်သူတို့ကကမ္ဘာလောကကြီးတစ်ခုလုံးကိုမှောက်လန့်ပြီးမြေကမ္ဘာပေါ်မှာမိစ္ဆာနတ်ဆိုးနိုင်ငံတော်တစ်ခုတည်ထောင်ဖို့အမြဲတမ်းကြိုးပမ်းနေကြတဲ့တပါးသောလောကရဲ့မိစ္ဆာနတ်ဆိုးတွေကိုကိုးကွယ်ကြသူတွေဖြစ်ပါတယ်ကျွန်တော်ဓာတုတော်စင်အဖြစ်ရှိနေတော့ကသူတို့နဲ့အချင်းချင်းရင်ဆိုင်တိုက်ခိုက်ခဲ့မှုတာကြောင့်သူတို့တွေဘလောက်အထိထူးဆန်းပြီးအားကောင်းတယ်ဆိုတာကောင်းကောင်းကြီးသိပါတယ်မိစ္ဆာအီဂရိတ်ကမ္ဘာမြေပေါ်ဆင်းသက်လာမှုရဲ့နောက်ွယ်မှာလည်းသူတို့ပဲရှိနေကြတာပါကျွန်တော်တေချင်အောင်ဆောင်ခဲ့တာကတစ်ဖက်ကဖုန်းချန်နေနဲ့အခြားသူတွေကိုအဆက်အသွယ်ဖြတ်ဖို့ဖြစ်ပြီးနောက်တစ်ဖက်ကတော့ဒီဖန်တွန်ဖျားเจ้าကိုအပြည့်အဝစုံစမ်းစစ်ဆေးနိုင်ဖို့အရေးမေးထဲမှာပုံအောင်နေခြင်းလို့ဖြစ်ပါတယ်ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ကျွန်တော်လုံးဝမမျှော်လင့်ထားခဲ့ဘူးကျွန်တော်မလှုပ်ရှားရသေးခင်မှာတင်သူတို့ကဒီလောက်ကြီးမားတဲ့ထောင်ချောက်ကွက်အကွင်းကြီးနဲ့ကိုယ်တိုင်ကိုယ်ကြပေါ်လာခဲ့ကြပြီးအခုချက်ချင်းမဟုတ်သေးဘူးဖန်ချန်နေနဲ့အခြားသူတွေအနေရရှိနေပြီဖန်တွန်ဖျားเจ้าကဒီထောင်ချောက်ကိုဆင်ရဲရဲတယ်ဆိုမှတော့သူတို့တွေအပြည့်အဝပြင်ဆင်ထားပြီးသားဖြစ်ရပါမယ်ကျွန်တော်စိုးရိမ်ပူပန်စိတ်တွေနဲ့ရင်ထဲမှာမိတောက်မတက်ခံစားလိုက်ရပြီးအသက်ကိုပြင်းပြင်းရှူလိုက်ပါတယ်ကျွန်တော်ရဲ့မျက်ဝန်းတွေကပြတ်သားတည်ကြည်သွားပြီးဒီနေ့တော့ငါပုံမနေတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်ချစ်တလန်းလှမ်းလိုက်တာနဲ့တင်ကျွန်တော်ရဲ့ပုံရိပ်ကချက်ချင်းပျောက်ကွယ်သွားခဲ့ပါတယ်နောက်တစ်စက္ကန့်မှာတော့ကျွန်တော်ဟာချင်းဖုန်းကိုင်းရဲ့နောက်ကျောဘက်တောင်ကုန်းပေါ်ကပျက်စီးနေတဲ့ကျွန်တော်ရဲ့ထင်းရှူတဲကိုရောက်သွားပါတယ်ကျွန်တော်ကတင်ပြင်းပြားကိုမလိုက်ပြီးလှုပ်ဝက်အကန်ထဲကနေဖုန်တွေတက်နေတဲ့တစ်သားအိုလေးတစ်ခုကိုထုတ်ယူလိုက်တာပေါ့တစ်တာကိုဖွင့်လိုက်တဲ့အခါမှာတော့ကျိုးပဲ့နေတဲ့ဓာတ်တစင်းဟာငြိမ်ငြိမ်လေးလဲလျောင်းနေပါတယ်ဒါကအဲ့ဒီလုံးကကိုဖောက်ခွဲဖျက်ဆီးစဉ်ကမပျက်စီးပဲကြံရစ်ခဲ့တဲ့ကျွန်တော်ရဲ့ဘဝတစ်တာသုံးအညစ်အကြေးကင်းစင်တော်ဓာတ်ရဲ့အကျွမ်းကြံပဲဖြစ်ပါတယ်အဲ့ဒီဓာတ်ရဲ့ဝိညာဉ်အစအနာလေးကိုထိမ့်သိမ်းထားဖို့လှုပ်ဝက်အတက်ပညာတစ်ခုကိုသုံးပြီးအခုချိန်ထိမွေးမြူဆောက်ရှောက်ခဲ့တာပါကျွန်တော်လက်ကိုဆန့်ထုတ်ပြီးဓာတ်ရုပ်ကိုစုပ်ကင်လိုက်တယ်တငယ်ချင်းဟောင်းကြီးငါတို့တွေပြန်လာရမယ့်အချိန်ရောက်ပြီးကျွန်တော်ရဲ့စကားတန်ဆုံးသွားတဲ့အခိုက်အတန့်မှာပဲ